ကဲဒီမှာနောက်ဆုံးပေါ်ဒီဇိုင်းတစ်တွေကိုကိုတဲ့တွေဝတ်နိုင်ပြီဟဲ့ဝတ်နိုင်ပြီစဝယ်တွေကတိမ်ပေါင်းများစွာတိမ်ချီတက်တာပြီးအခုဒါလေးဆို10ကျော်20ကျော်ဒီဇိုင်းအစုံလင်ပေါ့နော်ဝတ်နိုင်ပြီ15ပဲဒင်ပြေးချက်ပြေးတွေကိုပြောအောင်မယ်ဗီဒီယိုအဆုံးထိကြည့်ပေးအောင်ပြီးငွေသားဆိုးလက်ဆောင်နေနော်အခုတောက်လျှောက်နော် post တိုင်းမှာပေးနေတယ်နော်လုံးဝကိုတဲ့တွေနော်အဲ့ဒါလေးတစ်ချက်ရှိရဲ့အဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ဒရုန်းတို့ရွှေနန်းဒုက္ခကတဲ့တော့ရွှေဈေးပေါ့ကိုဝယ်တဲ့အချိန်မှာဈေးကတက်သွားတယ်ကိုပြန်ရောက်တဲ့ခါမှာရွှေဈေးကျနေရဆိုလဲကြာဈေးနဲ့လုံးဝပြန်မကောက်ဘူးနော်တခါတည်းပြောတာနားလှည့်ပြီးတော့လဲပါမရဘူးကိုတဲ့တွေကိုနောက်တစ်ခုကဒရုန်းတို့ကအတာပဲခံမယ်အနာမခံဘူးဆိုတာလုံးဝမရှိဘူးရွှေနန်းဒုက္ခတမိုင်းမှာအဲ့တော့အတာနဲ့အနာရှိကိုရှိမယ်အဲ့တော့ဒရုန်းတို့ကဘယ်လိုလေးလုပ်ပေးလဲဆိုတော့တဲတို့ကရွှေဈေးအတက်နဲ့ဝယ်ထားလို့ပြန်လာရောက်တဲ့ခါမှာရွှေဈေးကကျနေရင်လဲကြာဈေးနဲ့ပြန်မကောက်ဘဲနဲ့တဲတို့ဝယ်ထားတဲ့ဘောင်းချတဲကဈေးအဲ့ဒီဈေးပေါ်မှာပဲဒရုန်းတို့ကတသိန်းကို3000ပဲရော့တယ်ဆိုတာတေချာလာပြောပြတာပါ300ခိုင်တော့ဝူးပျော်စရာကြီးဟဲ့တဲတို့လေးဟုတ်လားအဲ့လိုကြီးရွှေနန်းဒုက္ခလုတ်ပေးတာလားအဲ့တိုင်းလုတ်ပေးတာပါရှင်ဒါလေးကိုတေချာလာပြောပြတာပါဒါပေမဲ့ရွှေဈေးကတဲတို့ဝယ်ထားတော့ကတဈေးပေါ့နော်အဲ့ဒီကနေကိုကပြန်ရောင်းတဲ့ခါမှာတက်သွားတယ်ဆိုတော့ရွှေချိန်အရှိကိုကာလအဝယ်ပေါက်ဈေးနဲ့ရောင်းချင်လားရောင်းလို့ရတယ်ဒါကိုတေချာလာပြောပြတာဖြစ်ပါတယ်ရှင်အဲ့တော့နီးစရာမိတ်ဆွေတွေအကုန်လုံးလက်တို့လိုက်တော့နော်အဲ့တော့ post တိုင်းမှာလဲဒီလာကစပြီးတော့ငွေသားတွေအများကြီးပေးနေပြီအဲ့တော့တည့်ရဲ့ရွှေမျိုးတွေကိုအသေးလေးပေးပြီး share ပေးချစ်တဲ့အဘွားကဲဒီဇိုင်းတွေပြီး post တွေတင်တော့မယ်ကဲ10ကျော်ရင်းနဲ့နောက်ဆုံးပေါ်ဒီဇိုင်းတွေကိုတနဲ့ဝစ်ချင်နေဆိုဒရုန်းတို့ရွှေနန်းဒုက္ခရန်ကုန်မန်းလေးပြူးလင်ပဲခူးစိုင်နေမှာရရှိနိုင်တာဖြစ်ပါတယ်အနိကကြည့်ပေးပါအောင်နော်အဲ့တော့တဲတုံးလေးရဲ့ဒီမှာကြည့်ပါဦးငွေတုတ်တွေကိုသူကဘောလုံးပတ်ချလေးနဲ့ထုတ်ထားတာဖြစ်ပါတယ်18သိန်းထဲမှာ3000အတိပဲကြားတင်မှာဖြစ်ပါတယ်ဒီဇိုင်းကသူက2မျိုးဖြစ်ပါတယ်ရှင်အနိကလေးကြည့်ပေးပါဒီဒီဇိုင်းလေးဆိုလဲလှလိုက်တော့လုံးဝတော့ရွှေကို fashion ကြနဲ့ဝတ်ချင်တဲ့ကိုတဲ့တွေယူပါနောက်ဆုံးပေါ်ဒီဇိုင်းဖြစ်ပါတယ်တော်တော်ကြိုက်တဲ့တုံးကတော့เนาะဒါတွေအရန်ကိုရောင်းရပါတယ်သူ့ရဲ့ထူးခြားချက်ကကျိုးတကုန်းကိုတဲတို့4သိန်းလောက်တက်တာတယ်เนาะစားဝယ်တွေက4သိန်းတက်တာတယ်နှစ်ကျိုးဝယ်8သိန်းတက်တာပါကြီး3ကျိုးဝယ်ညီမ3ယောက်ဆို12ကျိုး12သိန်းတက်တာပါကြီးเนาะဒါလေးကိုပြောပြတာပါဒီပေါ်လုံးလေးကကြတော့သူကလေဈေးလေးလျော့သွားတယ်ရှင်16သိန်း8000တိပဲကြာမှာပါရွှေချိန်လေးလျော့သွားတာဖြစ်ပါတယ်သူကတော့ဘောလုံးအများနဲ့မြိုင်လေးနဲ့ဝစ်ချင်တဲ့ကိုယ်တွေယူပါကဲတမင်းနေကြတယ်ချစ်စပယ်ကျိုးတွေပြန်ရောက်ပါပြီရှင်ဟိုးပျော်စရာကြီးပါကဲအနိကကြည့်ပေးအောင်သူကလေစွဲသေးလုံးဝမလိုပဲနဲ့စပယ်စီကျိုးပုံဆောင်များဖတ်ထုတ်လေးပါတာဖြစ်ပါတယ်သူက18သိန်းနဲ့2300ပဲကြာမယ်နောက်ပြီးတော့ယောက်ျားလေးတွေကလည်းကျွန်တော်တို့အတွက်လည်းရောင်းပေးအောင်အမဆိုတော့ဒီမှာရမ်းမိုက်တယ်သူကစွဲသေးတော့မပါတော့ဘူးခေါင်းစွပ်လည်းဝတ်လို့ရတယ်လေပေါ်လဲဝတ်လို့ရတယ်သူက15သိန်း2300ရွှေချိန်လေးကပို့ရော့သွားတယ်เนาะတရုံတို့ဒီတဲတို့စီက9ပြားမှပုံမလို့ချင်တာတရုံတို့ရွှေနန်းသူကဖြစ်တယ်နောက်ဒီမှာကြည့်အောင်မိုက်လိုက်တာဘောလုံးမှာသူကလေတစ်ဖက်ကို3လုံး6လုံးပါတယ်နောက်ပြီးတော့ရွှေဒုတ်အထုံးနဲ့အထက်နဲ့အတိတ်နဲ့နမိတ်နဲ့ဟန်းချင်းတွေဝတ်မယ်ဆိုရင်12သိန်းတိနဲ့ပဲယူဟုတ်ပြီเนาะ15ပဲဒီပြည့်ချက်ပြည့်ကိုလေအမားတို့က10သိန်းကြော်လေးနဲ့ဘယ်လိုဒီဇိုင်းတွေရတာလဲပြပေးအောင်ဆိုတဲ့တို့ရဲ့ချစ်သူတွေကြည့်ပေးပါအောင်ရှင်သူကလေဒီမိုးရေစက်လေးဆိုဘောလုံး9လုံးကိုအောက်တွဲလေးနဲ့မိုးရေစက်လေးဒါလေးဆိုဘောလုံး9လုံးကိုမှသူကကျဲလေးတွေအသေးလေးတွေပါတယ်ရှင်ရမ်းမိုက်တယ်နောက်ဒါလေးဆိုရင်လည်းသူကဖတ်ထုတ်ကိုမှဆွဲသီးလုံးဝမလို့တဲ့ကျိုးလေးပေါ့နော်ဘားရိုက်ကျိုးလေးနဲ့ဆိုတော့သူကကြစ်လေးနဲ့အကျန်းခံနေရှင်ဒါလေးကိုပြောပြတာပါအဲ့တော့ဒရုန်းတို့ကဒီဘတ်တုပ်ကျိုးလေးဆို15သိန်း5300ပဲရောင်းပေးတယ်ဒီဘောလုံးလေးတွေအသေးလေးတွေကျဲလေးတွေအောက်တွဲလေးလေးอ่ะဆိုရင်12သိန်း2300နဲ့ရောင်းချပေးတာဖြစ်ပါတယ်ရှင်ဒါလေးကိုပြောပြတာပါအဲ့တော့ဒရုန်းတို့မှာလေဘာတက်တာလဲဆိုတော့တဲတို့ဒီကျိုးတကုန်းတိုင်းမှာ2သိန်းနဲ့3သိန်းခွဲအရောတော့တက်တာတယ်ပဒိန်လက်ခပဲယူထားတယ်သိလားအဲ့ဒါပြောပေးတာအဲ့တော့စဝယ်တွေကလည်းတက်တာတယ်ကိုကအကြောင်းမျိုးကြောင့်ပြန်ထုတ်မယ်ဆိုလဲ10သိန်းနဲ့ပစ္စည်းတစ်ခုမှ3000ပဲရော့တယ်အဲ့တော့ဒီ10သိန်းကျော်လေးဆိုရင်အများဆုံးမှ4000ဝန်းကျင်ပဲပေါ့နော်ရောပါတယ်တကယ်လို့ရွှေဈေးတွေတက်လာမယ်ဆိုရင်လည်းရွှေချိန်အရှိကိုပေါက်ဈေးလေးနဲ့ရောင်းချပေးနိုင်ပါတယ်ရှင်ဒါလေးကိုပြောပြရပါဟုတ်ကဲ့ပါအဲ့တော့အသေးပေးပြီး share ထားပေးပါအောင် post တိုင်းမှာလက်ဆောင်တွေပေးနေပြီနော်အမျိုးတွေလည်းလက်တော့ပေးအောင်ရန်ကုန်မန်းလေးပြူးလင်ပဲခူးဆိုင်တွေအကုန်လုံးပိတ်ရမရှိဖွင့်တယ်အခုကတုံးကပြူးလင်မှာရိုက်ပေးနေတာပါကိုသေးတွေကြည့်ပေးပါအောင်ရှင်